ကရင်ပြည်နယ်ရှိတွင်းစိုက်ပျိုးသူတောင်သူတွေစာရေးကတိုးချဲ့လိုပေမဲ့စိုက်ပျိုးစိတ်နဲ့ဤပညာလိုအပ်ချက်တွေရှိနေကြပြီးကျွဲဝါလာတဲ့တပ်တိုင်းရဲ့တွင်းဒေသမျိုးတွေမှတ်တမ်းကောက်ယူထိန်းသိမ်းဖို့ဒေသခံတောင်သူတွေကဆန္ဒရှိနေကြပါတယ်။ဒီသတင်းကိုမြရေးသတင်းကတင်ဆက်ထားပါတယ်။တောတောင်ရင်းမြစ်သဘာဝအလှတွေနဲ့ထင်ရှားတဲ့ကရင်ပြည်နယ်မှာသဘာဝရွှေမြောင်စိတ်ဆန်းတွေနဲ့ဒေသမျိုးတပ်တိုင်းရဲ့တွင်းအပင်ကြီးတွေကျွဲဝါတဲ့ဒေသဖြစ်ပါတယ်။တွင်းဒီဟာပြည်တွင်းစည်းကွက်ခိုင်မာသလိုပြပဖို့ကုန်ဖြစ်တဲ့အမေရိကန်ဒေါ်လာ1ဘီလီယံရဖို့အမျိုးသားအဆင့်ကြီးမှန်းထားတဲ့ပထမဆုံးဥယျာဉ်ခြံတည်နှံလည်းဖြစ်ပါတယ်။ကရင်ပြည်နယ်ကဥယျာဉ်ခြံစိုက်ပျိုးသူတောင်သူတွေကစည်းကွက်ခိုင်မာတဲ့တွင်းကိုစိုက်ရည်ကတိုးချဲ့စိုက်ပျိုးလူစိတ်ရှိနေကြပေမဲ့လက်ရှိစိုက်ပျိုးထားတဲ့တွင်းပင်တွေမှာအရေးသွင်းတဲ့အထွန်းနှုန်းကောင်းမွန်ဖို့ဦးစားပေးဆောင်ရွက်နေကြတာဖြစ်ပါတယ်။ဒီအခြေအနေနဲ့ပတ်သက်ပြီးကိုယ်တိုင်တွင်းစိုက်ပျိုးပြည်ပနေသူတို့ဖြစ်တဲ့ကရင်ပြည်နယ်တွင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းဥက္ကဋ္ဌဦးလာမင်းထွန်းကအခုလိုပြောပါတယ်။အဓိကတော့ကျွန်တော်တို့ပညာပေးအစီအစဉ်ပေါ့ဒါကိုကျွန်တော်တို့တွင်းအတင်းရောဒီဗဟိုရောဒီပြည်နယ်ကစက်ပြိုးရေးဌာနရောတောင်သူတွေရောပေါ့နော်စီလုံးတိုင်မဲဟိုဟာနဲ့လက်တွဲညီညီနဲ့ကျွန်တော်တို့သွားဖို့လိုပါတယ်တောင်သူတွေကတောင်သူတွေစီကိုကျွန်တော်ရောက်အောင်သွားပြီးတော့ဒီအသိပညာပေးပေါ့စက်ပြိုးရေးနဲ့ပတ်သက်တဲ့ဒီအသိပညာပေးကိစ္စတွေပြီးတော့ဒီခြံရှောင်းရံဆောင်ရံနေပေါ့ပြီးတော့ဒီအတုံးချဒီကျွန်တော်တို့ဒီစီဝါအတုံးချတာတွေဝဲကျွေးစနစ်ပေါ့ဒီ site စနစ်တွေအကုန်လုံးကိုလည်းကျွန်တော်တို့ကဒူးရင်းပညာရှင်တွေနဲ့ခုနကဒီစိုက်ပျိုးရေးဌာနတာဝန်ရှိလူကြီးမင်းများနဲ့အခုလက်ရှိကျွန်တော်တို့ပူးပေါင်းပြီးတော့ဒါတိုင်မဲနဲ့လုပ်နေပါတယ်ဟိုကျွန်တော်တို့ပြည်နယ်မှာလေစိုက်ပျိုးရေးဌာနကလည်းဆက်ဆက်ရအကုန်လုံးကူညီတယ်ပေါ့ဗျာကရင်ပြည်နယ်ရှိတွင်းတောင်သူတွေအတွက်အရေးသေးတဲ့အထက်နှုန်းကောင်းမွန်အောင်ဆောင်ရွက်နိုင်မယ့်နည်းပညာလိုအပ်ချက်တွေနဲ့ပတ်သက်ပြီးအသင်းဥက္ကဋ္ဌကပြောဆိုသွားတာဖြစ်ပါတယ်။အဲ့ဒီလိုပြောဆိုထားသလိုပဲဖာပုံမျိုးနယ်ကတပ်တန်း9နှစ်ရှိလာပြီဖြစ်တဲ့ပြပခိုင်းဆက်တွင်းချမ်းမှာနည်းပညာလိုအပ်ချက်ကြောင့်အပင်ကြီးထွားမှုနောက်ကျနေတာကိုတွေ့မြင်ရတာဖြစ်ပါတယ်။ကရင်ပြည်နယ်တွင်းအသင်းဖွဲ့စည်းပြီးတဲ့နောက်မှာတော့အသင်းဝင်တောင်သူတွေအချင်းချင်းဂိုင်းနဲ့ပြုပြင်တာကအစားအပင်တပ်တန်းအလိုက်မြေစီနဲ့ရေပေးဝေရတဲ့နည်းပညာတွေဂိုင်းစံနည်းတွေကိုလည်းပူးပေါင်းဆောင်ရွက်လာကြပါတယ်။ကရင်ပြည်နယ်မှာပြပတွင်းမျိုးတွေစိုက်ကြမယ်ဆိုရင်ဒေသရည်မင်းနဲ့ကိုင်းမဲ့မျိုးရွေးချယ်နိုင်ဖို့အသင်းဒုတိယဥက္ကဋ္ဌတူဖြစ်သူဦးအောင်မင်းစိုးကအခုလိုအကြံပြုပါတယ်။ဒူးရင်ကတော့မျိုးအများကြီးရှိတယ်ပေါ့မှာရဲ့လက်ရှိကတော့ကျွန်တော်တို့ဒေသမှာဆိုရင်ကန်ကလေး1နှစ်မိချောင်းကတော့ဒါအများသုံးနေတဲ့ပြိုးပင်တွေပေါ့အခုလက်ရှိဆိုရင်ကျွန်တော်တို့ဒီရိုးရီးယားကအခုဆက်မျိုးနောက်ထွက်တဲ့ဆက်မျိုးဖြစ်တဲ့မွန်ထောင်တို့ဒါတွေကတော့အသားလည်းများတယ်အရည်သွေးလည်းကောင်းတယ်ဈေးကွက်လည်းလူကြိုက်တယ်အသီးလည်းတင်းတယ်ကျန်တဲ့မျိုးတွေကတော့မူဆန်ကင်းတို့ဒါမလေးရှားမူဆန်ကင်းတို့ဗာလေနောက်ထပ်ဝင်တဲ့မျိုးတွေတော့အများကြီးရှိတယ်ဒါပေမဲ့ဒီအသီးလေးရဲ့ရေဝင်တဲ့နှုံးပေါ့ရေဝင်တဲ့နှုံးဆိုတာမိုးရွာပြီးတဲ့နောက်ပိုင်းမှာအသီးမှာရေဝင်တဲ့နှုံးနဲတယ်ဖြစ်တဲ့ကျွန်တော်တို့မိချောင်းကောင်းနဲ့မွန်ထောင်ကတော့အနည်းဆုံးပဲလက်ရှိအနေထားပေါ့ကေမီနယ်မွန်ပြည်နယ်အနေထားမှာကရင်ပြည်နယ်တွင်းအသင်းဒုတိယဥက္ကဋ္ဌထောက်ခံပေးထားသလိုပဲပြည်နယ်တွင်းမှာထိုင်ကိုင်းဆက်မျိုးဖြစ်တဲ့မွန်ထောင်မျိုးကတရ22နှစ်အထိတည်ပွင့်နေတာကိုဖန်မြို့နယ်မှာတွေ့ရပါတယ်။ရာသီဥတုကောင်းမွန်တဲ့နှစ်တွေဆိုရင်22နှစ်သားမွန်ထောင်အပင်ကနေအလုံးရေ140အထိအသီးရတာဖြစ်ပြီးအနည်းဆုံးအလုံး100လောက်ကတော့နှစ်စဉ်တည်ပွင့်နေတာဖြစ်ပါတယ်။အဲ့ဒီပင်ရှိတဲ့ဖန်မြို့နယ်ကဒူးရင်ချန်ထဲမှာမိသွေးနောက်ချေချောင်းနဲ့စားဓမ္မမဟုတ်ထုံးတွေကိုဒူးရင်ချန်ထဲမှာအပြည့်ခင်းထားပြီးဒါကလွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကထိုင်းနိုင်ငံကဒူးရင်ကျွမ်းကျင်သူတွေအပင်ကောင်းမွန်အောင်အသုံးပြုတဲ့နည်းလမ်းဖြစ်ပါတယ်။ပုံမကခွေရမှာလည်းအရင်ကဆေးရွက်ကြီးပြည့်ကိုရင်းနဲ့ရောဆက်ပြီးအပင်မော်တက်ဖြန်းခဲ့တာလို့အဲ့ဒီဒူးရင်ချန်မိုင်းရှင်ဦးရှာကပြောပါတယ်။အဲ့ဒီ channel မှာ20ကျော်ရှိတဲ့ဒူးရင်ပင်9ပင်ရှိပြီးနောက်ထပ်14နှစ်တန်းရှိတဲ့အပင်ကတော့23ပင်ရှိပါတယ်။အခုနောက်ပိုင်းပြောင်းလဲလာတဲ့ရာသီဥတုနဲ့ပူမွားယောဂအခြေအနေတွေအရကရင်ပြည်နယ်ဒူးရင်အသင်းကနိပညာအဖွဲ့ခေါင်းဆောင်ကိုချောဝင်းတို့နဲ့ညှိနှိုင်းတိုင်ပင်စိုက်ပျိုးခဲ့ရမှာတော့အသေးရည်သူတွေပူကောင်းလာပေမဲ့ဒေသတွင်းမှာအခြားဒူးရင်ကျွမ်းကျင်သူနိပညာရှင်တွေပါလို့ဒူးရင်တောင်သူတွေအခက်တွေ့နေရပုံကိုဦးချာကအခုလိုပြောပါတယ်။အခက်ခဲတော့ပညာရှင်ပေါ့နော်ပညာရှင်တကယ်ဒူးရင်ဆရာတော်တွေပေါ့နော်အဲ့ဒီလိုမျိုးပညာလာပေးတောင်သူလက်သမားတွေဒီလိုမျိုးပညာလာပေးဆိုရင်ဘယ်လိုလုပ်ရမလဲအရွယ်ဘာဖြစ်တာလဲဘယ်လိုပြုစုရမလဲအဲ့ဒါအရေးကြီးတယ်အဲ့ဒီလိုအခုကဆိုင်တဲ့လူကတကယ်ဆရာလိုက်ညိုပြတာလေနဲတာပေါ့နော်အဲ့ဒီလိုမျိုးနဲတယ်
ဆရာလည်းထားလိုက်ပါတော့ဆရာလည်းဒီတရားလည်းသူလိုက်လို့မမီဘူးအဲ့ဒီလိုဖြစ်နေတယ်ဟိုမှာလည်းဖြည့်လိုက်ဟိုဘက်မှာဆိုရင်ဟိုဘက်ခင်းကသွားရပြန်ပြီဟိုဘက်ခင်းကသေကနေမှဆရာလာခေါ်တယ်လာခေါ်ပြီးတော့ကုလို့မရဘူးအဲ့ဒီလိုဖြစ်နေတချို့ပင်တွေကစိုက်ထားပြီးတော့တနေ့နဲ့နေ့စားရနေပြီအနောက်ဆိုရင်အကောလုံးသေရောဒါပိုးတွေပါတယ်သူတို့မစိတ်ကြဘူးလေအဲ့ဒီမှာပိုးကတော့အမြင့်ပိုးလည်းရှိတယ်အပင်ပိုးလည်းရှိတယ်အဲ့ဒီအမြင့်ပိုးကစားလိုက်လို့ရှိရင်အမြင့်ထဲမှာဆိုရင်နေကုလို့မရဘူးတပင်လောပဲသူသေတယ်ဒီလိုမျိုးသူတဲ့သေရတယ်ကင်မီနယ်ကထွက်ရှိတဲ့တွင်းသီးနဲ့ပတ်သက်ပြီးအာသာချက်ရှိနေတာကကျွယ်ဝတဲ့ဒေသမျိုးတွေပဲဖြစ်ပါတယ်။တနင်္လာဒူရီဟာကင်ပြည်နယ်ထွက်နမီရဒူရီအမည်ဖြစ်ပေမဲ့လည်းလက်ရှိအသီးထွက်နေတဲ့ဖာပေါ်နဲ့ကော့ကရိတ်တကြောကလောက်ကိုင်းဖားကြောက်မျိုးတွေကလည်းထင်ရှားပါတယ်။ဖအန်းနဲ့ဖာပေါ်နယ်ဆက်ရှိတတန်း200ကျော်ရှိတဲ့တွင်းအပင်ကြီးမှာအရသာခါစိတ်ပြီးအသားအဝါရောင်ရှိတဲ့တွင်းသီးတွေအလုံးရာချီတည်နေဆဲဖြစ်ပါတယ်။မဲပလီမျိုးလို့ခေါ်တဲ့အဲ့ဒီတတန်း200ကျော်ဒေသမျိုးတတန်းရင်တွင်းပင်တွေဟာကင်ပြည်နယ်အတွင်းမှာအများပြားပေါက်ရောက်တည်ရှိနေဆဲဖြစ်ပါတယ်။အဲ့ဒီလိုအရသာကောင်းမွန်ပြီးအသားထုအစစ်သေးအလုံးလာတဲ့ဒေသတွင်းမျိုးတွေပြည်တွင်းပြည်ပဈေးကွက်မှာနေရာတစ်ခုရဖို့ကရင်ပြည်နယ်တွင်းအသင်းကမျှော်လင့်ထားတာဖြစ်ပါတယ်။မဲဘလီမျိုးအပါဝင်တတိုင်းရင်အပင်ကြီး12ပင်ပါဝင်တဲ့အဲ့ဒီခြံအကြောင်းကိုချမ်းမရှင်ဦးမောင်ချက်ကကရင်လိုရှင်းပြပြီးဖာပုံမြို့နယ်တွင်းအသင်းအတွင်းမှုဦးစောအဲ့တို့ထူးကမြန်မာလိုပြန်ပြောပြပါတယ်။အရသာနဲ့ဟိုဟာလေးကိုလင်ညာလက်ကျဖူးဟဲလင်ညာနဲ့တကျဖူးဟဲခေါ်ရတဲ့ရေးတိုင်းကျဖူးဟဲခေါ်နေအချဝရနဲ့သဖလက်နေတဲ့อันดูดเพลอชีดีคีเพลเรื่องเพลมาตรแต่เรื่องจะไปสิคันนี้กลัวไว้นี่อาชีพเวลาแต่เนี่ยเป็นคันนี้มีบ่เลยมีบ่เนี่ยเป็นคันว่าปุ๋ยได้นี่ใครๆดีบ่ดีลูกปุ๋ยได้แล้วอยู่要ดีช่างเวลาเราคนเนี่ยนะว่ากูไอ้ยี่น้อยาวเราตีโอ้สวัสดิ์นั่นเราจะเสียวรู้มาจะเสียเลยเราจะเสียวไม่ใช่ใครเอาบ้าก็ดูเยอะยังไงใครที่บ้าก็ดูไม่ดูเอาไปดูเยอะยังเอาไปดูแต่ที่เราเบื่อดูอะไรวะแต่ที่เราเบื่อดูอะไรแต่ใครเอาแต่ไปดูยี่เลย公司都没对那表么时候，你说压了了，这谁话了？过了不压了我嘞，公司都那么对不嘞？ဒေတာတွေကတွင်းဆိုင်ပြိုးထုတ်လုပ်မှုမှာပြပမျိုးကိုင်းဆက်ပင်တွေအတွက်နိပညာလိုအပ်ချက်ရှိနေတယ်လို့ဒေတာမျိုးအပင်ကြီးတွေမှာလည်းအသီးနေတာအသီးမတင်တာတွေရှိနေပြီးတစ်နှစ်မှာ3ခါအသီးတဲ့ဒေတာမျိုးတွေလည်းရှိနေပါတယ်။ဖအံမျိုးနယ်အတွင်းကတတန်းရဲ့တွင်းပင်12ပင်ရှိနေတဲ့ဥယျာဉ်ခြံထဲမှာတင်မောပင်ကိုအရက်အသီးနဲ့အဖို့မှပြောင်းလဲတယ်လို့အသီးမတင်တဲ့တွင်းပင်ကိုအသီးရအောင်လုံကြီးပတ်ပေးထားတာကိုလည်းတွေ့မြင်ရပါတယ်။ဖာပေါ်မြို့နယ်မီဇိုင်းတောင်ပေါ်ကတတန်းရဲ့တွင်းချံပိုင်ရှင်တဦးလည်းဖြစ်သူဦးစိန်မန်ကအစာလိုအပ်ချက်ကြောင့်အသီးမတင်တဲ့တွင်းပင်ကိုမျိုးဖလာအယူဆအတိုင်းအသီးရအောင်ပြပြင်ထားပုံကိုအခုလိုပြောပါတယ်ဒီရပြရတာလေဘယ်လိုပြောရမလဲဆိုတော့သူကတော့အထီးပေါ့အထီးဆိုတာမသိဘူးလေအဖိုးဖားတဲ့အဲ့လိုပြောတာဓမေပေးဖို့တာပေါ့ဓမေပေးဖို့တာအမတ်ဖြစ်သွားပြီလေလို့ပေါ့သူဟောမှာလည်းဘေးသေးသေးပြီးနေတယ်ကြာတော့မသိဘူးဆိုတော့သူဓမေပေးဖို့ပြီးတော့တချို့တွေတန်းနဲ့ခုတ်တယ်လေပတ်လည်းခုတ်တယ်ခုတ်ပြီးတော့ပွေ့ပြီးတော့မအောင်ဒီနေ့ကတော့နှလုံးပဲပြီးတယ်ဇီဝမျိုးစုံမျိုးကွဲကြွယ်ဝတဲ့မြမရည်မြမှာမတမ်းမတင်ရသေးတဲ့အပင်နဲ့တတော်မျိုးစိတ်တွေအများပြားကျန်ရှိနေပြီးအဲ့ဒီထဲမှာတောတောင်ထူထပ်ပြီးတောင်ကြားဒေသရှည်လျားတဲ့ဖာပုံမျိုးနယ်အတွင်းရှိဒေသတွင်းရင်ပင်တွေလည်းပါဝင်ပါတယ်။အဲ့ဒီရှည်လျားလာတဲ့တောင်ကြားဒေသကြီးမှာတတန်းရဲ့တွင်းရင်ပင်ပေါင်း6သိန်းလောက်ရှိနိုင်တယ်လို့အဲ့ဒီဒေသအနှံ့သွားလာနေသူရမီရဖတဝူကခန့်မှန်းပြောဆိုပါတယ်။ဒါကြောင့်အရေးသေးကောင်းတဲ့ဒေသမျိုးတွေကိုတနေရာထဲမှာစိုက်ခင်းတိတ်ရှိဖို့စိတ်ကူးရှိတဲ့ပြည်내အသင်းဥက္ကဋ္ဌကဒေသမျိုးတွေမပြောက်ပြတ်မီထင်းထင်းဆောက်ရှောက်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။တခြားနိုင်ငံကိုကျွန်တော်တို့ဒီနိုင်ငံကမျိုးစိဥပဒေလိုမျိုးပေါ့မျိုးစိကာကွယ်တယ်လို့ကျွန်တော်တို့ရဲ့ဒီဒေတာအသီးတွေကိုလည်းကျွန်တော်ကာကွယ်ဖို့တော့အချိန်တန်နေပြီလိုလဲလိုအပ်နေပြီဘာကြောင့်လဲဆိုတော့အခုအနည်းဆုံးကျွန်တော်ပြောပြမယ်ယူရီးယားဆိုလို့ရှိရင်ဗျာဒီဒွင်းရင်းကိုတွားတာရှေ့တော်တော်လဲရောက်သွားပြီဆိုတော့နောက်ပြန်လှည့်ကြည့်တဲ့အခါမှာမျိုးစိဒီအစစ်ပေါ့အစစ်ပြတ်သွားတဲ့ပြဿနာကိုကြုံရတယ်ပထမတော့တို့လည်းဒီလိုဒေတာမျိုးတွေရှိတယ်ပေါ့ရှိရနေပြီးတော့ဒေတာမျိုးတွေကိုဗတ်ပင်ပေါ့ကျွန်တော်အကိုင်းကူးတယ်ကူးနဲ့နှစ်ကြာလာတဲ့ခါကျတော့သူကအဲ့ဒီဒေတာမျိုးကပျောက်သွားတာပြောချင်တာအစစ်မရှိတော့ဘူးအစစ်မရှိတော့အခုအဲ့ဒီပြဿနာကိုတို့ကဖြေရှင်းဖို့အတွက်မြန်မာကဒီ
ဟိုရင်းသီးတွေကိုသူတို့မုတ်လုံးမယ်ဆိုတဲ့ဟိုရည်ရချက်နဲ့လာကမ်းလာတာမျိုးတွေကျွန်တော်တို့ကြားမြင်ရတာဆိုတော့တေချာတာတစ်ခုကကျွန်တော်တို့ရဲ့မျိုးစိတ်ကိုလည်းကျွန်တော်တို့မျိုးစိကိုလည်းထိမ့်သိမ်းဆောက်ရှောက်ဖို့တော့လိုတာပေါ့ဒူးရင်စိုက်ပျိုးထုတ်လုပ်မှုအတွက်ရေကန်မြေကန်ကောင်းတဲ့ကရင်ပြည်နယ်မှာဒူးရင်ကဝင်ခွင့်ရသည့်နဲ့ဖြစ်စည်းကွက်ကျပြန့်လာပြီးတိတိကျကျထင်ထင်ရှားရှားပြောင်းလဲလာတဲ့အခါတောင်သူတွေကဒေသမျိုးရောပြပကိုက်ဆက်မျိုးကိုပါအင်အားရှိသလောက်ခြံသစ်တယ်ဖို့ကြိုးစားနေကြပါတယ်။သဘောအတိုင်းပြည်သီးကိုသာကောက်ယူပြီးဝါစာဖြစ်ရတဲ့ဒူးရင်တောင်သူတွေမှာအခင်းသစ်တယ်ဖို့လိုအားအပြေးဝစိုက်ထုတ်နိုင်ပေမဲ့အရင်နေ့ခက်ခဲကြောင့်ခရီးမရောက်နိုင်တဲ့အပေါ်ဖာပွန်ဒူးရင်အသင်းအတွင်းမှုကအခုလိုရှင်းပြပါတယ်။ဒူးရင်တောင်သူတော်များတော့ဒီမှာကျတော့ကျွန်တော်နီးပညာပိုင်းလဲနားမလဲဘူး။ဒါတော့တကယ်အဝန်ခံတော့ဗောနော်။နားမလဲဘူးကျွန်တော်မိရဖလာအတိုင်းပဲဒီကျွန်တော်ဒီဖာပွန်ကမမောင်းတော့နေဟောစာကြီးရွာနေတော်များတော့မိရဖလာအတိုင်းပဲကျွန်တော်စိုက်တာများတယ်။အဲဒါဂိုင်းမှုတွေပဲကျွန်တော်သောက်ဝဲဟောစာ1000ခွဲ2000ဆိုရင်ကျွန်တော်ကနည်းနည်းလေးတော့အားစိုက်တော့ဝယ်ရမယ့်သဘောရှိတယ်။တချို့နည်းနည်းကိုကနည်းနည်းမျက်စိနဲ့မိနစ်တော့ကြည့်လိုက်တာ။နည်းနည်းလေးကြိုင်နေပြီဆိုမေးကြတသိန်းကျော်ဆိုတော့ကျွန်တော်လည်းတွန့်သွားပြီ။တသိန်းကျော်ဆိုတော့ကျွန်တော်ဆန်3အိတ်တော့ရပါတော့။ဆန်3အိတ်မရနိုင်အိတ်တော့ရပါ။အဲဆိုတော့မဝင်နိုင်တော့လေ။ကိုဒေတာမျိုးပဲကိုစိုက်တော့မှာ။ဘာဖြစ်လို့ဆိုတော့အချိန်ပေးရတာပေါ့နော်။ဒေတာမျိုးတော့အချိန်ပေးရတယ်။ဒါပေမဲ့လည်းပြည့်ထားလို့ရတာပေါ့နော်။ကိုရင်ထားပါမှာဥမာပဲတောင်သူတွေကိုပတ်မိုးပေးတဲ့အစီအစဉ်လေးပါလေရှိရင်တော့အကောင်းတော့ဒူရင်ဆိုင်တောင်သူတွေမရှိတော့လဲကိုယ့်စာကိုဒီတိုင်းပဲအရင်တော့လည်းမရှိခဲ့ဘူးအခုလည်းပဲရှိတာတော့မရှိသေးဘူးပေါ့နော်ရှိလာတော့ကောင်းတော့ပါတော့ဟိုစာကျွန်တော်တူတယောက်ထားမဟုတ်ပါတော့ဒီခရံတစ်ခုလုံးတိုင်းတာနဲ့ဒူရင်တောင်သူတော့မဟုတ်ပါဘူးတခြားတောင်သူတွေလည်းပဲဟိုစာအန်ဂျူတော့လောကဆွေးရတော့လောကတက်နိုင်ပဲဟောစားပါနော်ပန့်ဘူးဝိုင်းရံပေးနေဆိုတော့အဆင်ပြေတော့အခုဆိုလည်းစဘာဆိုင်နဲ့တောင်သူတွေဆိုလည်းစဘာတဲ့တင်းကဈေးဘယ်လောက်ရှိလဲစီဈေးကဘယ်လောက်ရှိလဲကျွန်တော်တို့ကတော့တောင်သူတွေတော့များပါတယ်ပြင်ပြီးနေတိုင်းလာလားဆိုရင်အေးလာတယ်ပဲဘာရလာတယ်ပဲလာလို့နေစီဘလိုကယူရမယ်ဆိုတော့ဟောစားအရေးကြောင်လည်းမတွေ့ရဘူးလေနိုင်ငံတော်စီစဉ်ရတော့ဘယ်လိုရှိရင်တော့လည်းမပြောတော့ဘူးအဲ့ဒီလိုဒူးရင်ဆိုင်ပြိုးစီးပွားကိုချက်ထွင်ပေးမဲ့လည်းအခုညီလိုအပ်နေတဲ့ဒူးရင်တောင်သူတွေရဲ့အခြေအနေကိုဖာပေါ်အသင်းအတွင်းမှုကခရီးစစ်တွင်ကြရှင်းပြခဲ့တာဖြစ်ပါတယ်။ဒူးရင်သိနမှာရင်းနှီးမြှုပ်နှံနိုင်မယ်ဆိုရင်ဒေတာတွေကလူမှုဘဝဖွံ့ဖြိုးလာနိုင်တဲ့အခြေအနေကိုပြည်내အသင်းအတွင်းမှုလည်းဖြစ်ပြီးအသင်းမှာနည်းပညာအဖွဲ့ခေါင်းဆောင်အနေနဲ့တာဝန်ယူထားတဲ့ဦးချောင်းဝင်းကအခုလိုသုံးသပ်ပြောဆိုပါတယ်။ကျွန်တော်တို့တွေကနေသားဖြစ်တဲ့အတွက်အခြေခံလူတန်းစားတွေများတယ်။အခြေခံလူတန်းစားတွေများတဲ့အခါကျတော့ကျွန်တော်တို့အနေနဲ့ဒီအခြေခံလူတန်းစားဘဝဘလောက်ထိဆင်းရဲတဲ့ဆိုတာအသိဆုံးပဲသို့တော့ကျွန်တော်တို့မိဘကျွန်တော်တို့အဖေမေတွေကြည့်လိုက်ကျွန်တော်တို့ဒီအသက်အရွယ်အထိရောက်လာတာတော့မှသူတို့မှခိုင်မာတဲ့စီးပွားရေးတစ်ခုမစည်းတဲ့အခါကျတော့အခုထိအလုံးလုံးနေရတော့ဒူးရင်ကအရန်ကောင်းတဲ့ယင်းနှမြုံနှံထဲမှာပါတဲ့အခါကျတော့ဒါကကျွန်တော်အရင်မှချက်နဲ့ကျွန်တော်ပြောတာကျွန်တော်တငယ်ချင်းကိုလည်းကျွန်တော်ပြောခဲ့ဘူးတဲ့ဒီဆက်ကမင်းဒူးရင်းမှာယင်းနှမြုံနှံလှုပ်လိုက်အပင်100ပဲဖြစ်50ဖြစ်ဖြစ်နောင်လာမဲ့9နှစ်6နှစ်လောက်မှာမင်းကုမ္ပဏီသေးသေးလေးတစ်လုံးလောက်ပိုင်ဆိုင်နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒူးရင်းတပင်ဟာပြောရရင်ဒူးရင်းဒီလိုမျိုးအနေတပင်9နှစ်6နှစ်တပင်ဟာကျွန်တော်တို့အသီး30ကနေ50အထိထုတ်လို့ရတဲ့အနေအထားမှာစီတယ်။အဲ့ဒါကြောင့်ဒီအသီးထားလိုက်ပါတော့အသီး30လောက်ထွက်မယ်ဆိုရင်ဒူးရင်းတစ်လုံးဟာ3ကီလိုနှုံနဲ့ပဲအတွက်3ကီလိုနှုံနဲ့ပဲအတွက်အခု2000နဲ့ဆိုရင်အနည်းဆုံး3ကီလို6000သွားလိုက်ပြီ6000 10လုံးဆို6သိန်း6သိန်းဆက်စစ်ဒီတပင်အနည်းဆုံးဆက်သိန်းလောက်ရနိုင်ပြီအဲ့ဒါကြောင့်အပင်50လောက်စီကျွန်တော်တို့အခြေခံလူတန်းစားဘဝအတွက်တော့ AC ဘဝတစ်ခုကိုကောင်းကောင်းမွန်မွန်နဲ့တည်ဆောက်သွားနိုင်တယ်လို့ဒါကျွန်တော်ယုံကြည်တယ်ကင်းပြည်နယ်အတွင်းမှာဒွေးမျိုးစိတ်ပေါင်း14မျိုးလောက်ရှိပြီးစိုက်ရခါအဖြစ်9000ကျော်ရှိတယ်လို့သက်ဆိုင်ရာစိုက်ပျိုးဦးစီးဌာနကထုတ်ပြန်ထားပါတယ်။ဒါအပြင်တရုတ်နိုင်ငံကိုတရားဝင်တင်ပို့နိုင်မှုအတွက်ကင်းပြည်နယ်အပါအဝင်ပြည်တွင်းကဒွေးစိုက်ဧက2400ကို GACC လျှောက်ထားပြီးဖြစ်ပါတယ်။ဒါအပြင်မြို့သားအဆင့်မြန်မာဒွေးရင်ပွဲတော်ကိုပြီးခဲ့တဲ့2025ခုနှစ်နေပြည်တော်မှာစတင်ကျင်းပခဲ့ပြီးခုနှစ်မှာလည်းရန်ကုန်မြို့စိုက်ပျိုးရေးပြတဲ့အနီးကပလဲကျော်မှာကျင်းပခဲ့ရာရန်ကုန်မြို့ကပြည်သူတွေစိတ်ဝင်စားလာရောက်ခဲ့ကြပြီးကင်းပြည်နယ်ကထွက်ရှိတဲ့ဒေသဒွေးရင်မျိုးတွေကိုလည်းအမည်နဲ့တကွလေ့လာကြည့်ရှုဝယ်ယူခဲ့ကြပါတယ်။ ပ
လဲကျော်မှာဒူးရင်ပွဲတော်ကိုကျင်းပနေတယ်လို့စိုက်ပျိုးရေးပြတဲ့အစည်းအဝေးခန်းမှာလည်းမွန်ငယ်တနင်္သာရီပြင်ရန်ကုန်ပဲခူးနဲ့အေယာဝတီကဒူးရင်အသင်းကိုစားပြုတက်ရောက်လာတဲ့ဒူးရင်တောင်သူတွေရဲ့အခက်အခဲတွေကိုညှိနှိုင်းဖြေရှာခဲ့ကြပါတယ်။ဒါကြောင့်ကေပြည်နယ်ရဲ့နိုင်ငံခြားပို့ကုန်အမဲသက်ဖြစ်လာနိုင်တဲ့ဒူးရင်သီးနှံကိုတိုးချက်စိုက်ပျိုးဖို့စိတ်အားထက်သန်နေတဲ့တောင်သူတွေရှိနေတာကြောင့်ဝေကြီးအရင်းကြီးနဲ့နေပညာလိုအပ်ချက်ကိုဖြည့်ဆည်းနိုင်မှာကရေကမြေကန်ကောင်းတဲ့ကေပြည်နယ်ရဲ့ဒူးရင်သီးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းဟာအချိန်တိုတွင်းမှာဖွံ့ဖြိုးတိုးတက်လာမှာပဲဖြစ်ပါတယ်။ဒီသတင်းကိုမြရည်သတင်းကတင်ဆက်ထားပါတယ်။